Manchester United ရဲ့ဂိုးသမား Andre Onana ဟာအသင်းရဲ့နံပါတ်1ဂိုးသမားနေရာကိုပြန်လည်သိမ်းပိုက်ဖို့အတွက်အပြည့်အဝယုံကြည်မှုရှိနေပါတယ်။လက်ရှိမှာတော့ Cameroon လက်ရွေးစင်ဂိုးသမား Onana ဟာတူရကီကလပ် Trabzonspor အသင်းမှာအငှားထက်ကစားနေရတာပါ။ Old Trafford မှာပုံစံကောင်းပြသနိုင်ဖို့ရုန်းကန်ခဲ့ရပြီးနောက်အငှားချခံခဲ့ရပေမယ့် Onana ကတော့သူဟာ United ရဲ့ထိပ်တန်းဂိုးသမားတဦးဖြစ်ကြောင်းသက်သေပြဖို့အသင့်ဖြစ်နေပြီလို့ဆိုပါတယ်။လာမယ့်မေလမှာတော့ Trabzonspor နဲ့အငှားစာချုပ်တက်တန်းကုံဆုံးတော့မှာဖြစ်ပြီးသူဟာအသင်းကိုပြန်လာပြီးစင်နာလမ်းမန်စီကနေနံပါတ်1နေရာကိုပြန်လည်လူယူဖို့စိတ်အားထားတတ်နေပါတယ်။ Onana ရဲ့လက်စွမ်းဟာအတက်အကျရှိခဲ့ပေမဲ့သူ့ရဲ့အတွေ့အကြုံနဲ့စိတ်သက်ပိုင်းဆိုင်ရာခိုင်မာမှုက United အတွက်အရေးကြီးတဲ့အလဲအပြောင်းဖြစ်လာနိုင်မလားဆိုတာစောင့်ကြည့်ရမှာပါ။ပရိသတ်တို့တော့ဘယ်လိုထင်လဲ။ Onana ဟာ United ရဲ့အဓိကဂိုးသမားနေရာနဲ့ထိုက်တန်ရဲ့လား။ဒါမှမဟုတ် Lemans ကိုပဲဆက်ပြီးယုံကြည်သင့်သလား။ဗီဒီယိုလေးကိုသဘောကျရင် like ပေးပြီးနောက်ထပ်ဘောလုံးသတင်းတွေကိုသိရဖို့ follow လုပ်ထားဖို့မမေ့နဲ့အောင်နော်။အောက်က comment မှာလေသင်ရဲ့အမြင်တွေကိုရေးပေးခဲ့ပါအောင်။